ကဲဟုတ်ပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့အကူဒီမတွေအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒူဒီကိုထက် YouTube channel အတိတ်ကလေးကနေပြီးတော့ကျွန်တော်ရဲ့အကူဒီမအားလုံးကိုပြန်လေကြိုဆိုလိုက်ပါတယ်နောက်ဆိုတော့ကျွန်တော်ရဲ့အကူဒီမအားလုံးပဲဒီကနေ့တနင်္လာနေ့ရဲ့မနက်ခင်းလေးမှာကျွန်တော်ရဲ့မိသားစုဝင်ထားတဲ့အကူဒီမတွေကျွန်တော်တို့ရဲ့ဇာတို့ပတ်တီးဖြစ်တဲ့နှစ်ပိုင်းနှစ်ပတ်ဒီလေးနဲ့ကျွန်တော်ရဲ့အကူဒီမတွေအားလုံးငွေထုံးနိုင်ခဲ့ကြတယ်မိသားစုဝင်ထားတဲ့အကူဒီမတွေမှန်တဲ့တချို့တွေကတော့ရတယ်တချို့တွေကတော့ဒါပုံမှန်ရတယ်တချို့တွေကပိုရတယ်ဒါပေမဲ့တချို့သူတွေကလည်းအရာနေကြတယ်ဇာရိုးပတ်ကြီးအစောကြီးထွက်လာတဲ့အတွက်ကြောင့်မလို့ကိုအဲဆိုတော့မိသားစုဝင်ထားတဲ့အကူဒီမတွေဒီဗီဒီယိုလေးကိုဒီမှာမကြော်နဲ့မရင်းနဲ့ကျွန်တော်ရဲ့အကူဒီမတွေတော့ကိုကျွန်တော်နောက်ထပ်ပြီးတော့လက်ဆောင်ထပ်ပြီးတော့ပေးသွားအောင်ပါဒါကဇာရိုးပတ်ကြီးအစောကြီးထွက်လာတဲ့အတွက်ကြောင့်မလို့နော်အစောကြီးထွက်လာလို့အမျက်ရတာနေတယ်ကျွန်တော်ရဲ့အကူဒီမတွေအပေါက်တော့ပေါက်တယ်ရတော့ရတယ်အမျက်နေတယ်ဆိုတဲ့အကူဒီအမတွေအတွက်ကိုအားမရဘူးကျွန်တော်ကိုယ်တိုင်လည်းအားမရသေးဘူးနော်ဒါကြောင့်မလို့ကျွန်တော်ထပ်ပြီးတော့ကြိုးစားပေးထားတဲ့လက်ဆောင်ထပ်ပြီးတော့ပေးသွားအောင်ပါနော်ပြီးရင်ကျွန်တော်ကနေတိုက်ဆိုတဲ့အကူဒီမတွေနေတိုက်အကူဒီမတွေအနေနဲ့ကကျွန်တော်ဒီကနေ့တနင်္လာနေ့နေကုန်မှာ6တိတ်9ဆိုတဲ့မထီမဖြစ်ဂီတက်စုံဒီလွဲချော်သွားခဲ့ပြီဖြစ်တယ်နော်ဆိုတော့ကျွန်တော်တို့ဒါ1ချိန်အနေနဲ့ဆိုရင်6 9 1ချိန်လည်းမထိလိုက်ဘူးပေါ့နော်ဆိုတော့ကျွန်တော်ကမတွေကျွန်တော် break လေးနဲ့တော့40ဆိုတဲ့4 break လေးတော့ရလိုက်တယ်ကျွန်တော် break ကတော့နေကုန် break ကို6ချိန်ဆိုတဲ့ကျွန်တော်ဒါ break 4 break နော်ကျွန်တော်ဒီတနင်္လာနေကုန်ကိုကျွန်တော်4ခွန် break တီးဒါကျွန်တော်တို့ရဲ့အကြိုက်ဆုံးထဲမှာကျွန်တော်တို့ yoga break တီး4 break ဖြစ်တယ်နော်ဆိုတော့ break လိုက်တဲ့ကိုဒီမတွေအနေနဲ့တော့အဆင်ပြေမယ်ပေါ့နော်ပြေကျမလေးပြေကြလိမ့်မယ်ဒါကတော့အကုန်လုံးကျွန်တော်ရောတော့ပြီးတော့အကုန်လုံးပြေပါတယ်လို့တော့မပြောဘူးပြေရသူရှိမယ်မပြေရသူရှိမယ်နော်အရှင်းဆုံးပြောတာကျွန်တော်နေတိုင်း main 6ခွက်မမိတာဖြစ်တဲ့အတွက်1ချိန်နဲ့မထိတာဖြစ်တဲ့အတွက်ကိုကျွန်တော်ဒီမတွေအနေနဲ့ဒါမရတဲ့သူကများလိမ့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ကမရတဲ့ကိုမလည်းဘာမှအားငယ်စရာမလိုဘူးကျွန်တော်အခုမှအစရက်ပဲရှိသေးတယ်ဟုတ်တယ်မလားဆိုတော့ကျွန်တော်ပြောခဲ့ပါသေးတယ်ကျွန်တော်ကမတွေဒီကစားပွဲမှာကျွန်တော်တနင်္လာနေ့က2ရက်လောက်ဆော့ပြီးတော့မှကြံရက်တည်းဆော့လို့ကောင်းပါနော်ထိတ်ရက်တည်းဆော့လို့မကောင်းဘာကြောင့်လဲဆိုကျွန်တော်ရှေ့တစ်ပတ်မှာဖောင်းရက်ခံထားတာဖြစ်တဲ့အတွက်ကိုလीနော်ဆိုတော့အဲ့ဖောင်းရက်ခံထားတဲ့အတွက်ကိုပြီးတော့ခဏပြန်ရမတာကြားထားတဲ့အတွက်ကိုဆော့တာတော့နည်းနည်းလေးခက်ဖြစ်တယ်နော်ဒါကြောင့်မလို့ပါဆိုတော့ကျွန်တော်ဖွင့်လေးရတော့လာတယ်နော်ကျွန်တော်ကညီကိုလေးနဲ့ဖွင့်ပေးထားခဲ့တာဖြစ်တယ်ဆိုတော့ကျွန်တော်ကအဲ့ဒီလိုမျိုးညီကိုနဲ့ဖွင့်ပြီဆိုလို့ရှိရင်ဒါကမိသားစုဝင်ထားတဲ့ကိုရီမတွေအတွက်အတီးတန့်ရမှာနော်ဒါကမိသားစုဝင်တက်ကိုဆိုတော့အဖွဲ့ဝင်အတစ်လက်မခံဘူးနော်ကျွန်တော်ပြောတာအတစ်လက်မခံဘူးကျွန်တော်ဒီတစ်ပတ်စာဟိုးမကျော်စာတို့ဘက်ဒီအတွက်ကိုဝင်ထားတဲ့အကူရီအမတွေအတွက်ကိုကျွန်တော်ဒါလက်ဆောင်အနေနဲ့တီးတန့်ထုတ်ပေးသွားမှာအဲ့ဒီလိုမျိုးကျွန်တော်နှစ်သုံးဆိုပြီးတော့အဖွဲ့နေမနက်စည်းလေးမှာအဲ့လိုမျိုးညီကိုလေးလာထားတယ်ဆိုလို့ရှိရင်ကျွန်တော်ကနောက်3ရက်လောက်ပေါ့နော်3ရက်ဆိုပြီးကျွန်တော်ကတော့ဟူးမကြော်ပဲမှန်းတယ်နော်ဟူးမကြော်ပဲမှန်းထားတယ်တို့ပြင်မှာကျွန်တော်ပို့လူ3ရက်လောက်တော့သွားမှရမယ်လက်ဆောင်ထပ်ပြီးမယ်3ရက်စာပတ်တီးတစ်လုံးထပ်ပြီးမယ်နော်ပတ်တီးတစ်လုံးထပ်ပြီးမယ်မိသားစုဝင်ထားတဲ့ကိုဒီမာတွေ3ရက်စာပတ်တီးတစ်လုံးထပ်ပြီးမယ်ကျွန်တော်ဒီအရှိမသွားနေတဲ့ဖုန်းနံပါတ်တော့မိသားစုဝင်တော့ဖုန်းနဲ့ပဲကျွန်တော်ပြန်ပြီးတော့ဆက်တွေ့ပြီးပါကျွန်တော်ရဲ့ကိုဒီမာတွေအနေနဲ့နော်ညဒီညနဲ့မနက်ဖြန်ကျွန်တော်အင်္ဂါနေ့မနက်12နာရီတမိနစ်မထိုးခင်အထိခါလေးပြောရနော်12နာရီတမိနစ်တောင်းဆိုတာနဲ့ခဏထွက်ပြီးရတယ်ကျွန်တော်ဖုန်းတန်းပိတ်ပြီးမရလိုက်တာတွေပါမလုပ်နဲ့ဖုန်းမအားဘူးဆိုတာမှန်တယ်ကျွန်တော်လူအများကြီးကိုကျွန်တော်တယောက်တည်းကိုစုပြီးတော့ခေါ်နေကြတာဖြစ်တဲ့အတွက်ဖုန်းမအားမျိုးတော့ရှိတတ်တယ်ဒါကြောင့်မလို့ဖုန်းမအားဆိုရင်တီးခံမှာစောင့်ပြီးတော့ခေါ်ပေးပါနော်ကျွန်တော်တယောက်တည်းပြောနေရတာလीဖုန်းကဆိုတော့လူအများဝိုင်းခေါ်တဲ့အခါမှာဖုန်းမအားတာမျိုးကတော့ရှိတတ်တာပဲနော်ဒါကြောင့်မလို့ဖုန်းမအားဘူးဆိုရင်တီးခံပြီးတော့စောင့်ဆိုင်ပြီးတော့ခေါ်ပေးပါသူများလည်းဒီလိုပဲတီးခံစောင့်ဆိုင်ပြီးတော့ခေါ်ပေးရတာပဲကိုထက်ကိုဖုန်းခေါ်တာတကယ်မလွယ်ဘူးနော်တကယ်မလွယ်ဘူးဒါဖုန်းခေါ်ဘူးတဲ့သူတိုင်းသိတယ်နော်ဒါကြောင့်မလို့ဆိုရင်နေရကလေးကနေစာပြောမယ်ပြီးရင်ကျွန်တော်တို့ကဲပေါ့ကိစ္စပြောအောင်မယ်ကြံခဲ့တဲ့တစ်ပတ်ကကျွန်တော်ဒါမနေ့ရက်တည်းကကျွန်တော်ပြောကြံခဲ့တဲ့တစ်ပတ်ကကျွန်တော်တို့ကဲပေါ့ဒီနှစ်ခွန်ပတ်တီမှာကျွန်တော်ရဲ့ကွေမာတွေကြံခဲ့တဲ့တစ်ပတ်မှာမစင်းဘူးဖြစ်တဲ့အတွက်ကိုဒီတစ်ပတ်မှာဒီပတ်တီကကျွန်တော်တို့ဒေချာတလောက်ရှိနေပြီလို့ကျွန်တော်ရဲ့ကွေမာတွေကျွန်တော်မပြောခဲ့ဘူးလားဆိုတော့ဒါတနင်္လာနေ့မှာလည်းကျွန်တော်တို့ရဲ့နှစ်ပတ်တီမနက်စီးမှာနေဆင်းသွားခဲ့ပြီကဲပေါ့ပတ်တီကအဲဆိုတော့ main ကွက်လိုက်တဲ့ကိုဒီမာတွေက main ကွက်ကိုကျွန်တော်ကတော့ဆက်ပြီးတော့မလိုက်စေချင်တော့ဘူးဖြစ်နိုင်ရင်ကျွန်တော်တို့ခွန်ပတ်တီကိုဆက်စော့ပါနော်ကဲပေါက်လိုက်တဲ့ကိုဒီမတွေကွန်ဘတ်တီးကိုဆက်ဆော့လို့ရပါတယ်နော်ဆိုတော့တနင်္လာအင်္ဂါ2ရက်အတွင်းမှာကျွန်တော်ပတ်တီးကတော့တစ်လုံးထွက်ထားပြီးသွားပြီဖြစ်တဲ့အတွက်နောက်တစ်လုံးကတော့ဘယ်လိုလာမလဲဆိုတော့စောင့်ကြည့်ရမယ်ဆိုတော့ဒါယုံကြည်မှုရှိတယ်ကြိုက်သေးတယ်ကဲပေါက်ကိုလိုက်ချင်သေးတယ်ဆိုရင်ကွန်ဘတ်တီးဆက်လိုက်လို့ရပါတယ်နော်ကဲပေါက်ပတ်တီးပါအဲ့ခွန်ကဒီတနင်္လာနေ့မှာအမှန်ဆိုနှစ်ဆိုကြတယ်ကျွန်တော်တို့ခွန်ကပို့ပြီးတော့အားကောင်းတာနော်ကျွန်တော်ဒါမနေ့ကတော့ဗာ၄ခွန်ပရိမှာမခွန်ကပရိနီနဲ့လာမလားလုံးမိုင်နီနဲ့လာလိမ့်မယ်ဆိုပြီးတော့ပြောခဲ့တဲ့အထီကိုခွန်ကအားကောင်းခဲ့တယ်နော်တို့ပြင်မဲ့ကျွန်တော်ခွန်မစင်းမဲ့နဲ့ကျွန်တော်နှစ်အဆင်းလာပြီးရပေါ့နော်ဆိုရင်အခွေရတော့များဆဆပြောကြမလို့ဘူးကျွန်တော်ရေကွေမှာကျွန်တော်လိုက်နေကြအတိုင်းပဲကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ9338အခွေအပူးပါ
နော်9338အခွေအပူပါ4ပါအဲ့ဒါကကျွန်တော်တို့ဒါဟူးမကျော်ကျွန်တော်မှန်းထားတယ်ပေါ့နော်ဟူးမကျော်မှန်းထားတယ်သူ့ရဲ့ site ကတော့ဒါတပတ်စာ site ပဲနော် site ကတော့တပတ်စာပဲတို့ပြင်မဲ့ကျွန်တော်တို့ဒီတပတ်မှာဟူးမကျော်လာမယ်လို့တော့ကျွန်တော်မှန်းထားပါတယ်နော်ပြီးရင်ကျွန်တော်ကမှတပတ်စာ formula ဆော့ကျင်တဲ့ break ဆော့ကျင်တဲ့အကူရီမတွေရဲ့ညီနဲ့ကိုလည်းကျွန်တော်ဒီတပတ်မှာတပတ်စာတနေ့လိုက်ငါပို့လို့ကြာပြီတောက်ကြဆိုတဲ့9ရက်စာမှာကျွန်တော်တို့မဖြစ်မနေဆင်းပေးရမယ်ဆိုတဲ့ break နှလုံးရှိတယ်အဲ့ဒါက2 break ခွန် break လိုက်တဲ့ကူရီမတွေ2 break ခွန် break ထပ်လိုက်လို့ရပါတယ်နော် နှစ် break complete ထပ်လိုက်လို့ရတယ်ဒါတွေကကျွန်တော်တစ်ချိန်ပဲပြောချင်တာထပ်အောင်ပြောစရာမလိုဘူးဘာလို့လဲဆိုတော့ဒါ video ရမ်းရှိမှာဆိုလို့မပြောချင်ဘူးသူပြင်မဲ့ကျွန်တော်တချို့အကူတွေမှတွေကကျွန်တော်ကိုယ်ထက်မပြောဆိုရင်ဆက်မလုပ်တော့အဲ့လိုမျိုးရှိလို့နော်ဆိုရင်ကျွန်တော်တို့break လည်းပြောပြသွားပြီကျွန်တော်အခွေလည်းပြောပြသွားပြီဆိုရင်နေတဲ့ကလေးပဲကျန်တော့တယ်ဆိုတော့ကျွန်တော်နေတဲ့ကလေးကိုသွားမယ်နေတဲ့ကလေးကိုသွားမယ်ဆိုရင်ကျွန်တော်ကမှ18ရက်8လ2000နဲ့မှ26အင်္ဂါနေ့ကိုအဲ့ဒီလိုမျိုး18ရက်8လဆိုတာမျိုးတွေကတတိတော်ထားပြအဲ့လိုမျိုး18ရက်8လဆိုလို့ရှိရင်ရှစ်တွေပါလေဆင်းလာတက်တယ်နော်သူကလည်းတစ်မျိုးအဲ့ဒါလည်းဘာလဲတော့မသိဘူးတပါးတာပဲဟိုးရှိဒီမှာလည်းကျွန်တော်ကြုံခဲ့ဘူးလေနော်ကျွန်တော်ဟို9လပိုင်း18ရက်နေ့ရလားမသိဘူးအဲ့တော့ခွန်ထွက်တာလေဟုတ်တယ်အဲ့9ပိုင်း18ရက်နေ့ရလားမသိဘူးအဲ့ဒီလူမျိုးတွေလည်းကြုံခဲ့ဘူးလေဒါကြောင့်မလို့ဒါလေးတော့တတိထားအောင်ရှစ်ကလေးတစ်လုံးလဲနော်ဆိုတော့ကျွန်တော်ဘေးမဲ့ထဲမှာတော့ပါတော့ပါတယ်ပေါ့နော်ဆိုရင်အင်္ဂါနေကုန်မနေ့စင်းမထွက်ညနေစီဆက်လိုက်မယ်ကျွန်တော်ကမှဒါထူထူတူတူပြောနေကြမလို့နေကုန်သားလို့ပြောပြီးသားအဲဆိုတော့မှဝမ်းချင်းဆက်ခေါ်ပြီးမှဝမ်းချင်းကလည်းကျွန်တော်ခဏခဏပြောရနော်တခါကြရင်လည်းကျွန်တော်ပြောဖို့အတွက်မေးတယ်လို့နော်ဝမ်းချင်းဆိုဒီမှာကျွန်တော်တကွက်ထိတ်ဆိုရတယ်နော်ဒေဝမ်းချင်းနော်တကွက်ထိတ်ဆိုပေးရတယ်နော်ဆိုရင်ဝမ်းချင်းလေးအရင်ဆက်ခေါ်ပြီးမယ်ပေါ့နော်ကျွန်တော်အင်္ဂါနေကုန်16ရက်နေ့အင်္ဂါနေ့နေကုန်မှကျွန်တော်တို့အကောင်းဆုံးမှာဆိုတဲ့ဝမ်းချင်းမထီမဖြစ်ပါဆိုတဲ့ဝမ်းချင်းဒီ3ညပိုင်း3ညပတ်ဒီ9ပိုင်း9ပတ်ဒီ3ည9ဝမ်းချင်းပါအင်္ဂါနေ့ကမှကျွန်တော်တို့မထီမဖြစ်ပါဆိုတဲ့ဝမ်းချင်းဒီ3ညပိုင်း9ပိုင်း3ည9ဝမ်းချင်းပဲဖြစ်ပါတယ်ဆိုရင်အဲ့ဒီ3ည9ဝမ်းချင်းကျွန်တော်ဘာကြီးနဲ့ကပ်မလဲတနင်္လာနေ့ကမှကျွန်တော်တို့မထီမဖြစ်ပါဆိုတဲ့ကြီးတွေကဘာကြီးတွေရှိမလဲတော့ဒါတနင်္လာနေ့ကလည်းကျွန်တော်တို့ဒါ138ဆိုတဲ့ကြီးက3ထိသွားခဲ့တယ်ကြီးတွေကတော့ဝင်နေဝမ်းချင်းလွဲသွားတယ်လို့ပြောရမယ်နော်ဝမ်းချင်းလွဲသွားခဲ့တာဆိုတော့ဒီကနေ့အင်္ဂါနေ့နေကုန်မှာလည်းကျွန်တော်ရဲ့အကြိုက်ဆုံးကီးဒီ168ဆိုတဲ့ကီးအင်္ဂါနေ့ကုန်မှာကျွန်တော်ရဲ့အကြိုက်ဆုံးကီးဒီ168ဆိုတဲ့ကီးတလုံးဆင်းရမယ်ဆိုတဲ့အခါမှာကျွန်တော်ရဲ့ကွင်းမှာကျွန်တော်တို့305ဝန်းကျင်ကို168ဆိုတဲ့အထီကီးလေးနဲ့ကပ်ပြီးတော့အင်္ဂါနေကုန်မှာအကောင်းဆုံးဖြစ်စေခြင်းနဲ့ပေါက်စေခြင်းနဲ့ရစေခြင်းနဲ့ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒါအကောင်းဆုံးဖြစ်အောင်ကြိုးစားပေးထားပါတယ်နော်ဆိုရင်305ဝန်းကျင်ကို168ဆိုတဲ့အထီကီးလေးနဲ့ကပ်ပြီးတဲ့အခါမှာ3ညနဲ့ပတ်သက်ပြီးမေယော3ကွက်9နဲ့ပတ်သက်ပြီးမေယော3ကွက်ဘောင်းမေယော6ကွက်ရမယ်ဆိုတော့ကျွန်တော်ကိုယ်မှာမေကွက်ကလေးစပြီးတော့ခေါ်ပြီးမယ်လိုက်မှတ်မယ်ဆိုတဲ့ကိုဒီမှာအစင်လေးပြင်ထားပေးကြမယ်နော်မေကွက်ခေါ်ပြီးတော့မှဒီမေကွက်ထဲကကျွန်တော်ရဲ့အကြိုက်ဆုံးတစ်ခွက်ကောင်းရွေးထုတ်ပေးမယ်ပြီးရင်ဘိုင်ပတ်သီးလေးတစ်လုံးလေးလာမယ်နော်ဆိုရင်အင်္ဂါနေကုန်တော့ကိုကျွန်တော်ရဲ့ကိုယ်မှာအားလုံးပဲကျွန်တော်တို့ဝမ်းချင်းလေးမဟုတ်သားလေးလေးရပြသွားပြီဆိုရင်မေကွက်ကလေးစပြီးတော့ခေါ်မယ်ဆိုရင် live ဖန်ဖို့အတွက်အကူရီမတွေအားလုံးပဲအစင်လေးပြင်ထားပေးကြမယ်နော်အစင်လေးပြင်တဲ့အချိန်လေးတွေမှာကျွန်တော်ရဲ့အကူရီမတွေအားလုံးပဲကျွန်တော်ဒါအရေးကြီးတဲ့ကိစ္စလေးပြောစရာရှိမယ်နော်ဘာကြောင့်လဲဆိုတော့အလိန်ခံရတဲ့အကူရီမတွေအရင်များနေတယ်ဒါကျွန်တော်မနေ့ကတော့လည်းကျွန်တော်ပြောခဲ့ပြီးသားနော်လိန်နဲ့ကောင်ရဲ့ပုံတွေပါကျွန်တော်အကုန်လုံးချပြပြီးသားနော်ဆိုတော့အခုတစ်ခါထပ်ပြီးတော့ပြောရမယ်ဒီမှာရှိမှသွားနေတဲ့ဖုန်းနံပါတ်ကလွှင့်ရင်ပဲဖုန်းနံပါတ်မှာမယုံပါနဲ့ကျွန်တော်ဒီတစ်လုံးပဲသုံးပါတယ်ထပ်ခါပြောပါတယ်နောက်ဆိုတော့ညာတော့ကျွန်တော်မနေ့ကတော့အဲ့မှာဗီဒီယိုတင်လိုက်တယ်ဗီဒီယိုတင်ပြီးတော့အဲ့ဒီလိန်နဲ့ကောင်ရဲ့ပုံတွေရောကျွန်တော်ဟိုဟာတွေရောချပြပေးလိုက်တယ်နောက်ချပြပေးလိုက်တယ်ဆိုအဲ့ကောင်ကညလေကြာအဲ့လိန်နဲ့ကောင်ကျွန်တော်ဖုန်းလဲဆက်တယ်ပြောရင်တော့လန့်စေတာပေါ့ဗျာလန့်စေတယ်နော်လန့်စေတော့သူကကျန်တဲ့စကားကျွန်တော်အဲ့လိုကြီးမဖြစ်ပါဘူးသူကစင်မစင်နေအဲ့လိုကြီးယူဆိုင်စရာမလိုဘူးနော်သူကဘယ်လိုလဲဆိုတော့လူမလေးခွေးမခန့်ဆိုတဲ့ပုံစံမျိုးဗျာသူကလိန်လဲသူကလည်းသူများကျွန်တော်ပုံလဲသူကယူပြီးတော့လဲလိန်စားသေးတယ်သူ့ပုံလဲချပြောသူကအမခံမရနိုင်နေထားဖြစ်ပြီးတော့မောမင်းကောင်မှနှမျိုးလားလို့ပါလို့ငါကောင်ကမှနှမျိုးဟမ်ပြီးလာအောင်မင်းကမင်းလှုပ်လိုက်လို့ငါကောင်ပြတ်သွားပါလေဆိုပြီးတော့လာပြီးတော့ဟိုပြောဒီပြောလာပြောမယ်ဖီးတက်နေမှာဆိုလို့တခါတည်းကြူပြောလိုက်တာငါကောင်ကအခုမှပြတ်တာမဟုတ်ငါကောင်ပြတ်လာဟိုပဝေသနီတွေကကြားလာနေပြီနော်အကောင့်တစ်ခုငါနှစ်ပတ်ဆိုတာအမြဲဆုံးပဲဒါကျွန်တော်ကိုမှဒီဆုံးပဲကိုထက်ကိုပြောလို့ရှားရတယ်ဆိုတာခဏပဲဟုတ်တယ်မလားအဲ့ဆိုတော့ဟိုးတယ်ငါအကောင့်တွေကပြက်လာတာရင်ကိုမခုန်တာဖြတ်သွားဘာမှမဖြစ်ဘူးနောက်တစ်ခေါက်ထပ်ဖွင့်ထပ်တက်တယ်ငါရှင်းလေးအဲ့တော့ညတော့လည်းပြောပြတယ်ဒါပေမဲ့မရဘူးသူကဘယ်လိုလဲဆိုတော့ဗာလဲပြန်ပြောလိုက်ပါဒီငါ့ကိုဗာလဲကျွန်တော်အရှက်မရှိဘူးလားတဲ့အရှက်မရှိဘူးလားတဲ့မင်းစင်ကဘာရှိလို့လဲဆိုတော့ငါရဲ့ပုံကိုယူပြီးတော့မင်းကထမင်းရိုးလုံနေတာလေငါပုံပြမှမင်းကထမင်းစားရတဲ့ဘဝအဲ့ဒါကိုမင်းကငါ့ကိုပြန်ပြီးတော့မင်းကဘာအဆင်းရှိလို့လဲဆိုတော့ဩ
ဘာဆက်ပြောရမလဲမသိဘူးနော်ကျွန်တော်ပြောတဲ့ကောင်ရဲ့ပုံလဲကြည့်ဦးဒီမှာအရှိမှချပြပေးမယ်အဲ့ဒီကောင်လူလေဒီမှာချပြပေးမယ်ဘလောက်တောင်ဆိုလဲဆိုတာမကြည့်ရအမှကျွန်တော်အရှိမှချပြပေးလိုက်မယ်ကြည့်လိုက်အမှနော်ဆိုတော့ကျွန်တော်ကိုမာတွေတွေးမယ်ထင်တယ်တွေးပြီမလားအဲ့ဒီကောင်ကကျွန်တော်ဘာဆင်းရှိလို့လေတဲ့ကျွန်တော်ပုံယူပြီးတော့လှုပ်ရှားနေတာကျွန်တော်ပုံယူပြီးမှထမင်းစားရတဲ့ကောင်ကငါမျက်နှာကိုသုံးချပြီးမှထမင်းစားရတဲ့ကောင်ကငါ့ကိုဘာဆင်းရှိလို့လေဆိုတော့မလင်ကမှရည်ကျင်လိုက်တယ်ဗာလေအကောက်ပိတ်မှာတော့ဖုန်းနံပါတ်တွေပါဟိုဖြစ်မှာတော့လားကျင်းဦးမကုန်တာမင်းတောမှနေတာမလားမင်းတောကောင်တွေသွားပြောရတာအေးကလေးလေးတွေသွားပြောမှမင်းကြောက်လိမ့်မယ်ကလေးလေးတွေပဲမင်းဖျက်ချောက်လို့ရမယ်ငါဒီ YouTube မှာငါရက်တီလာတာဘယ်လောက်အချိန်ကြာသွားပြီလဲဆိုတာမင်းအရင်စုံစမ်းနော်အခုမှမင်းတို့ကငါနာမည်ကြီးတော့မှမင်းတို့ငါ့ကိုထားတိပြီးတော့မင်းကထားပြီးတော့မင်းဒီကောင်ငါမြောင်းကကြောက်လာမှထင်နေမင်းတို့အစင်းနဲ့မရဘူးတောက်ချလိုက်မယ်ပြီးရင်အကောင့်ပြက်နေလာအောင်မင်းကငါလို့ဟိုဟာဖြစ်တယ်ဆိုပြီးတော့လာပြီးတော့ feedback မပြနဲ့ငါအကောင့်ကဟိုးနေရပြက်လာတာကြားလာနေ easy ဘာမှမဖြစ်နော်ပြောရင်လည်းမင်းတို့ကအောင်စေးတည်းတော့ဖုန်းမြခေါ်တော့မကင်တော့ဗာလေအဲ့ဒါတော့ဖုန်းဘလော့ထားပြီးတော့ကျွန်တော်ဖုန်းပြန်ခေါ်တော့မကင်ဘလော့ထားပြီးတော့ဗာလေဟိုငါဘလော့တာမဟုတ်ပါဘူးဗာလေမသိရင်ပဲဟိုကရုံးရပဲဘလော့တယ်လို့ဗာလုံးနဲ့ဆောက်ယူနဂန်နဲ့တရောင်းစားကြောက်ပါရဲ့ဗျာကြောက်ပါရဲ့တရောင်းစားဆိုရင်ထားလိုက်တော့ဗျာရီရလို့ပြောပြနော်ရီရလေးပြောပြဆိုတော့ကျွန်တော်ဒီမှာလေတတိထားနော်အရင်တော့ကျွန်တော်ကိုလူဘက်ကိုထိန်းတာဒါပေမဲ့မရတော့ဘူးနော်အခုကိုလူတွေညံ့နေဆိုရင်ခံရတော့မှာတခါတည်းပြောပြတာကျွန်တော်ဒီမှာရှင်းမှာဖုန်းနံပါတ်လေးချပြထားပြီးသားဒီတက်လုံးမဲ့3ပါတယ်လို့ကျွန်တော်အတန်တန်ပြောခဲ့ပြီးသားဟိုးတော့ကလည်းကျွန်တော်အတန်တန်ပြောခဲ့တယ်နော်အဲ့ဒါကိုမှအလင်ခံရနေဆိုရင်ကျွန်တော်လည်းမတတ်နိုင်တော့ဘူးဘာမှလည်းလုပ်ပေးမှာမဟုတ်ဘူးကျွန်တော်ဘာမှလည်းတာဝန်ယူမပေးတော့ဘူးဟိုးရင်တော့ဆိုလို့ရှိရင်အလင်ခံရတဲ့သူဆိုလို့ရှိရင်ကျွန်တော်ဒါပတ်တိလေးကျွန်တော်လာကားပြန်ပြီးတာမျိုးတွေလုပ်ခဲ့ဘူးတယ်အခုတော့မလုပ်ပေးနိုင်တော့ဘူးဆိုတော့ကျွန်တော်ဒီမတွေအနေနဲ့လည်းတတိထားပါဒီဖုန်းတစ်လုံးမဲ့သုံးပါတယ်လို့ကျွန်တော်ချင်းပြောခဲ့ပြီးသားဒါတည်းခဏပြောလို့လည်းမကောင်းဒါကြောင့်မလို့နော်တော်ပြီဆိုရင်ကျွန်တော်နေတဲ့ကလေးဆက်သွားမှာနော်ကျွန်တော်တို့တုံညာကဝန်းကျင်ကို168ဆိုတဲ့အထီးကြီးလေးနဲ့ကပ်ပြီးတဲ့အခါမှာကျွန်တော်တို့တုံညာနဲ့ပတ်သက်ပြီးမင်းတို့က9နဲ့ပတ်သက်ပြီးမင်းတို့ကတုံညာဖိုင်တုံညာပတိနဲ့ပတ်သက်ပြီးမင်းတို့ကိုစပြီးခေါ်ပေးမယ်လိုက်မှတ်မယ်ဆိုတဲ့ကိုကြီးမတွေအစင်းသစ်ပြင်ထားပေးကြမယ်နော်ဆိုတော့တုံညာနဲ့ပတ်သက်ပြီးမင်းတို့ကတည်တဲ့ကျွန်တော်တို့တုံညာ1တုံညာ6တုံညာ8တုံညာပိုင်တုံညာပတိနဲ့ပတ်သက်ပြီးမင်းတို့ကတည်တုံညာ1တုံညာ6တုံညာ8နော်တုံညာပြီးတဲ့အခါမှာကျွန်တော်ကိုယ်မှာအားလုံးပဲ9ပိုင်9ပတ်တီးနဲ့ပတ်သက်ပြီးမေယော3ခွက်တီး9 1 9 6 9 8 9ပိုင်9ပတ်တီးနဲ့ပတ်သက်ပြီးမေယော3ခွက်တီး9 1 9 6 9 8နော်ဆိုတော့ကျွန်တော်ကိုယ်မှာအားလုံးပဲကျွန်တော်တို့တုံညာနဲ့ပတ်သက်ပြီးမေယော3ခွက်9နဲ့ပတ်သက်ပြီးမေယော3ခွက်ပေါင်းမေယော6ခွက်ရလာပြီဆိုတဲ့အခါမှာကျွန်တော်တို့ဒါတကွက်ကောင်းလေးကိုရွေးထုတ်သွားကြမယ်နော်ကျွန်တော်ထုံးစံတိုင်းမှာတကွက်ကောင်းလေးရွေးထုတ်ခင်မှာကျွန်တော်တို့ဘိုင်ပတ်တီးလေးကိုအရင်ဆုံးရွေးထုတ်ရမယ်ဆိုတော့ကျွန်တော်ကိုယ်မှာအင်္ဂါနေကုန်မှာကျွန်တော်တို့အကောင်းဆုံးမှာဆိုတဲ့ဝမ်းချင်းတီတုံညာ9ဝမ်းချင်းနော်အဲ့ဒီတုံညာ9ဝမ်းချင်းနေရာမှာကျွန်တော်ရဲ့အကြိုက်ဆုံးဘိုင်ပတ်တီးလေးပါဆိုလျင်9ပါ9ပတ်တီးဆိုတော့ကျွန်တော်အင်္ဂါနေကုန်ကျွန်တော်တို့ရဲ့ဘိုင်ပတ်တီးက9ပါ9ပတ်တီးပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ဘိုင်ပတ်တီးက9ပိုင်း9ပတ်တီးဖြစ်ပြီးဆိုတာနဲ့ကျွန်တော်တို့ရဲ့တက်ကွာကောင်းသည်လေ9ထိပ်စီးနဲ့ပဲလာရမယ်9ထိပ်စီးနဲ့လာပါမယ်ဆိုရင်ကျွန်တော်တို့မှာရွေးစရာ9 1 9 6 9 8ဆိုတဲ့မေယော3ခွက်ရှိတယ်ဒီ3ခွက်ထဲကလွှဲရင်ဆိုတော့ဒီ3ခွက်ထဲကလွှဲရင်တော့ဖြစ်တယ်ဒီ3ခွက်ထဲကကျွန်တော်ရဲ့အကြိုက်ဆုံးတက်ကွာကောင်းတင်ထိုးလေးဒီ9 1ဆိုတဲ့6ရိတ်လေးပဲဖြစ်တယ်နော်9 1ဆိုတဲ့6ရိတ်လေးပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒါတကွာကောင်းနေမေယောကွက်တွေဘိုင်ဘက်တီးအကုန်လုံးခေါ်ပေးပြီးတော့ဆိုရင် break ကိုသွားမယ်နော် break အနေနဲ့ဆိုရင်လည်းကျွန်တော်အင်္ဂါနေကုန်မှာကျွန်တော်ရဲ့အကြိုက်ဆုံး break ဒီ16 break အင်္ဂါနေကုန်မှာကျွန်တော်ရဲ့အကြိုက်ဆုံး break ဒီ16 break နော်ဆိုတော့ကျွန်တော်တို့ဒါ1 break ကိုကြိုက်တယ်ဆိုရင်ကျွန်တော်ဒီမှာ9ဘိုင်နဲ့1 break ကိုကြိုက်ရင်96ဆိုတာလည်းတကွာကောင်းဆော့လို့ရတယ်။ဘာကြောင့်လဲဆိုတော့ညီကိုပြီးညီကိုလည်းလာတတ်တယ်နော်ဆိုတော့96ဆိုတာကိုလည်းတကွာကောင်းဆော့ခြင်းဆော့လို့ရတယ်ဒီလိုမှမဟုတ်ကျွန်တော်တို့က3ညဘိုင်နဲ့1 break ကြိုက်တယ်ဆိုရင်တော့10ပေါ့ဗျာဟုတ်တယ်မလားဆိုတော့ကိုအဆင်ပြေတာကိုညံရှိတယ်လို့လေးအသုံးချကိုထပ်ပြောသမျှကိုလည်းအကုန်လုံးလိုက်ရုပ်ပြီးတော့မဆော့နဲ့နော်ကိုလည်းအမြဲတမ်းမှန်မနေနိုင်ဘူးဒါကိုလည်းအမြဲတမ်းပြောနေကြဟုတ်တယ်မလားဆိုတော့ကျွန်တော်နေတိုင်းအတွက်လည်းပြီးထင်တယ်နော်ဆိုရင်ဟိုလူလင်ကောင်လေးကြည့်နေသေးလားမသိဘူးဟမ်သူလည်းခဏစသေးတယ်နော်စသေးတယ်အဲ့လိုစပေးရအဲ့လူလင်ကောင်လေးကြည်အောင်မင်းကဗီဒီယိုကြည့်နေမှာသိတာပေါ့ပြုံလေးမှာညနေမှာငါမျက်နှာပြုံလေးကြည့်တာမင်းဘယ်တော့ပူလုံလိုက်မလဲကွာမင်းကကြည့်ပြီးတော့ဘယ်တော့ပူလုံလိုက်ဟမ်သူများမျက်နှာပြပြီးမှထမင်းစားရတယ်ကောင်လာပြီးငါ့ကိုဘာစင်းရှိလူလေးဆိုမလီကြီးကျင်လိုက်တာဥပရုံလားတဲ့မင်းဘာလုပ်မလဲလို့လှုပ်ဆမ်းမှာလို့မင်းဘာလုပ်မလဲလှုပ်ဆမ်းမှာလို့
ဖုန်းဆက်လိုက်ဖုန်းဆက်ပြီးမင်းပမာနေရတယ်ဗာလဲငါလှမ်းပြီးမင်းညရမင်းဘယ်ရကောင်လေးလို့မင်းကတခါတည်းမေးပြီးသားဖုန်းချပြီးတော့ငါ့ကိုမက်ဆေ့တွေလွတ်ပို့နေတယ်အချောက်ဖုန်းလည်းမခေါ်ရဘူးအချောက်ရုပ်ကအချောက်မင်းကပြောရင်းနဲ့နော်မင်းဟုတ်ပြီဆိုတော့ပြောပြသားရင်နော်တခါတည်းပြောရနော်အဲ့ကောင်ရမင်းကတခါတည်းပြောရနော်မင်းပုံကခဏခဏချပြမှာမင်းဘယ်တော့မှ YouTube မှာလှုပ်ရှားလို့မရစေရဘူးတဲ့လားအဲ့ဒါမင်းကဗာလဲဒီဟိုကပြီးလို့ရှင်ဗာလဲဒီဟိုအပိတ်နေတောက်ကြနေကြမင်းငါ့ကိုအဆက်ကွဲစေရမေလို့ဘာလို့လဲမင်းအမေလှုပ်လိုက်စမ်းပါမင်းစိန်လိုက်စမ်းပါငါ့ကိုအဆက်ကွဲစေရမေလို့ဘာလို့လဲလှုပ်နေဒီလှုပ်လိုက်စိန်လိုက်စမ်းပါမလီကိုထက်နေမဲ့အလုံးနဲ့နေလာနော်ဘယ်သူမှလည်းကိုယ်တည်းသွားပြီးပြဿနာမရှာဘူးစလှုပ်တရားကိုအားကိုချက်လောက်ကိုရက်ပြီးတော့လှုပ်လာခဲ့တာဒီအချိန်နေဒီရောက်တဲ့အထိကိုနော်ဆိုတော့ခက်ခဲကြီးအများကြီးလည်းငါကြိုးဖြတ်ခဲ့ရတာနော်ဆိုတော့အုံမြစ်ကခိုင်ပြီးသားနော်အုံမြစ်ကခိုင်ပြီးသားဆိုတော့မင်းတို့လူတန်တစားညံလေးနဲ့လှုပ်လာတာမဟုတ်ဘူးနော်နားလေအဲ့လောက်ဆိုမင်းနဲ့ငါနဲ့ဂျာကွာဟာချက်ကိုမင်းနားလေတင်းတယ်နော်တောင်းနေမလုံးနဲ့နော်တော့မှတော့ကလေးတွေတော့6နဲ့6ဆောက်ယူနေကနေမလုံးနဲ့မကျင်းတဲ့ညချမ်းဖုန်းဆက်နော်ဆိုတော့အားလုံးပဲအခုဒီမှာအားလုံးပဲခုလည်းပါမင်္ဂလာရှိသောညချမ်းလေးဖြစ်ကြပါစေကျွန်တော်တို့အင်္ဂါနေ့နေကုန်မှာကျွန်တော်ကိုမှတကွာကောင်းနေမင်းခွက်တွေမိပြီးတော့ငွေထုတ်နိုင်ကြပါစေလို့ဆုမကောင်းလေးတောင်းပေးနေပါအားလုံးပဲဘိုင်ပါ